အားလုံးပဲမင်္ဂလာပါရှင်ခုပြပေးမှာတော့ရှေ့မှာပြထားတဲ့ဖုန်းအိတ်လေးပေါ့နော်အဲ့ဖုန်းလေးထိုးမယ်ဆိုရင်လိုအပ်တဲ့ကုန်ကျန်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်အမထိုးခဲ့တဲ့အတိုင်းထိုးမယ်ဆိုလို့ရှိရင်အမလိုအပ်တဲ့ကုန်ကျန်းလေးတွေကတော့အဲ့နံပါတ်လေးကတော့ 2.5 ကိုအသုံးပြုထားပါတယ်2.5 ကိုအသုံးပြုထားတယ်ချီလေးကတော့ဒီတစ်စိတ်ကလေးကိုအသုံးပြုထားပါတယ်ဒီတစ်စိတ်လေးမသုံးချင်ဘူးတခြားသောတစ်စိတ်တွေသုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်เนาะအဲ့တော့ဒီတစ်စိတ်လေးကိုအသုံးပြုထားတယ်ကြိုက်တဲ့ကာလာလေးကိုအသုံးပြုနိုင်ပါတယ်ပြီးရင်အစိမ်းရောင်လေးကိုအတွက်ကိုလည်းအရွက်နဲ့အရိုးအတွက်ကိုလည်းဒီတစ်စိတ်လေးကိုပဲအသုံးပြုထားတာပါမြန်မာချီထိုင်းအိတ်ထိုးချီတခြားသောချီတွေနဲ့လည်းအသုံးပြုနိုင်ပါတယ်နောက်ထပ်လိုအပ်တာလေးကတော့နင်းစီပန်းအတွက်ဒီ swine dash ချီလေးကိုအသုံးပြုထားပါတယ်ဒါမဲ့ဒီချီလေးကလောလောဆယ်မှာပစ္စည်းဝယ်လို့မရနိုင်ပါဘူးအဲ့တော့တခြားသောချီမြန်မာချီထိုင်းချီတခြားတစ်စိတ်တွေထဲကအသုံးပြုနိုင်တယ်ပေါ့နော်တီချီလေးကတော့ဆူဆူပြောင်ပြောင်လေးမို့လို့တီချီလေးကိုသုံးတာပါအဲ့တော့နောက်ထပ်လိုအပ်တဲ့ကုန်ကျန်းလေးကတော့တန်လိုက်နှိပ်စီလေးလိုပါမယ်ပြီးသွားပြီဆိုလို့ရှိရင်အိတ်မှာဂျိတ်လေးတက်ဖို့အတွက်ဒါလေးပေါ့နော်အိတ်ဂျိတ်လေးနှစ်ခုအသေးပဲပေါ့နော်အသေးနှစ်ခုလိုပါမယ်တစုံစားပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဒါပါပဲခုစပြီးတော့ထိုးပြမယ်နော်ဆိုရင်စပြီးတော့ထိုးမယ်နော်စထိုးမယ်ဆိုတော့နှင်းစီပန်းကနေစပြီးတော့တင်ပေးပါမယ်အဲ့တော့နှင်းစီပန်းလေးကဘယ်နေရာမှာသုံးအသုံးတဲ့ပါရယ်နော်ကြိုက်တဲ့နေရာမှာအသုံးပြုပါဖုန်းအိမ်မှာပဲတက်တခြားသောနေရာတွေမှာပဲသုံးပေါ့နော်အဆင်ပြေတဲ့နေရာမှာနှစ်သက်နေရာမှာသုံးပါအဲ့တော့အရင်ဆုံးမတို့ကမကြည့်ရင်းလေးစလုပ်ပါမယ်မကြည့်ရင်းလေးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ခြေစားလေးကိုဆွဲထုတ်ပါလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဖူမီလေးတစ်ချက်နှစ်ချက်သုံးချက်တက်လိုက်နော်တက်ပြီးသွားပြီဆိုလို့ရှိရင်တရစ်တင်မယ်တင်ပြီးရင်ဒီထဲမှာတိုင်ရှည်တစ်တိုင်နှစ်တိုင်သုံးတိုင်12တိုင်ထိုးသွားမယ်ပေါ့နော်ဒီမှာဆိုရင်3တိုင်ရှိသွားပြီနောက်ထပ်12တိုင်ပြည့်အောင်ထိုးသွားမယ်4တိုင်ဒါဆိုရင်12တိုင်ပြည့်အောင်ထိုးထားပြီနော်ဒါဆိုရင်12တိုင်ပြည့်သွားပြီဆိုရင်ဒါလေးကိုကြိုးစာလေးကိုဆွဲပြီးတော့ရှုံလိုက်နော်ကြိုးစာလေးကိုဆွဲရှုပ်လိုက်ပါရှုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီထဲမှာတိုင်လေးကိုဆက်မယ်နော်ထိတ်လေးမှာကြိုးစာလေးကိုဆက်လိုက်ပါဆက်ပြီးသွားပြီဆိုလို့ရှိရင်ဘူမီတစ်ချက်နှစ်ချက်တက်မယ်နောက်တစ်ချက်ထပ်တက်လိုက်မယ်နော်သုံးချက်တက်လိုက်မယ်တက်ပြီးသွားပြီဆိုလို့ရှိရင်တရစ်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ဘူမီရဲ့ဒီနောက်ဖက်ချမ်းလေးပေါ့နော်လက်မဘက်ကအချမ်းမဟုတ်ပဲနဲ့ဒီလက်မဘက်ကျိုးမဟုတ်ပဲနဲ့နောက်ဖက်ချမ်းလေးတွေကိုပဲယူပြီးတော့ထိုးသွားမယ်နော်ဒီနောက်ဖက်ချမ်းလေးနော်ယူပြီးတော့တစ်ပေါက်ကိုနှစ်ခါနှုံးနဲ့ထိုးသွားမယ်အဲ့တော့12ခုရှိတာဖြစ်တဲ့အတွက်တစ်ပေါက်ကိုနှစ်ခါဆိုရင်တိုင်ပွားတာဖြစ်တဲ့အတွက်24ခုဖြစ်သွားမယ်ပေါ့နော်တိုင်ရေးအတွက်24ခုဖြစ်သွားပါမယ်တစ်ပေါက်ကိုနှစ်ခါစီထိုးမယ်နော်တစ်ပေါက်ကိုနှစ်ချက်နဲ့ထိုးသွားမယ်12ခုဖြစ်သွားမယ်တိုင်ရှည်လေးတွေထိုးတာပါတိုင်ပွားတယ်လို့ခေါ်ပါတယ်အဲ့တော့တစ်ပေါက်ကိုနှစ်ခါနှုံးနဲ့ထိုးသွားမယ်ဒီဘက်ထိနော်ဒါဆိုရင်24ခုပေါ့နော်24ခုပြည့်သွားပြီဆိုလို့ရှိရင်ဒီဘက်မှာရှကော်လေးနဲ့ပြန်ပြီးတော့ဆက်လိုက်မယ်နော်ဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအပေါ်လွှာလေးတွေမှာဒီမှာခြိစားလေးကြံခဲ့မယ်နော်ဒီလိုလေးတွေဖြစ်နေရပါမယ်အဲ့တော့ပြီးရင်ဖူမီ2ချက်တက်မယ်3ချက်တက်မယ်နော်ဖူမီ3ချက်တက်မယ်တရစ်တင်မယ်တင်ပြီးသွားရင်ဆော့ဆော့လိုပဲဖူမီရဲ့ဒီချမ်းလေးတွေကိုပဲနောက်ချမ်းလေးတွေပဲယူထိုးမယ်နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်1တစ်တိုင်းပဲထိုးမယ်နောက်တစ်ပေါက်မှာဆိုရင်2ထိုးမယ်ဒါဆိုရင်တိုင်ရှည်ပဲထိုးတာပါနော်1 2ထိုးသွားမယ်1 2 1 2ဆိုတာက1ဆိုတာကတော့တစ်ပေါက်ထဲမှာတစ်ခါပဲ2ဆိုတာကတစ်ပေါက်ထဲမှာနှစ်ခါပါအဲ့တော့အလွယ်မှတ်မယ်ဆိုရင်1 2 1 2 1 2ဆိုပြီးတော့ထိုးသွားမယ်1 2 2เนาะ1 2 1 2ဆိုပြီးတော့အလွယ်တကူထိုးသွားမယ်1 2 1 2 1 2ဆိုပြီးတော့ထိုးသွားပါမယ်တစ်ပတ်လည်းလုံးထိုးသွားမယ်เนาะဒါကအဆင့်3ပါဒါဆိုရင်တစ်ပတ်လည်းလုံးပြီးသွားပြီเนาะတိုင်ရည်အတွက်ဆိုလို့ရှိရင်36တိုင်ရှိပါလိမ့်မယ်နောက်ဆုံးမှာ2နဲ့ပြီးသွားလိမ့်မယ်เนาะအဲ့တော့1 2 1 2ဆိုပြီးတော့ပတ်ချလည်းထိုးပြီးသွားပြီဆိုရင်ဒီနေရာမှာရှက်ကော်လေးနဲ့ဆွဲပြီးတော့ဆက်လိုက်ပါဆက်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကအဆင့်1နဲ့3ခုပြီးသွားပြီ4ကိုသွားမယ်เนาะ4မှာဆိုရင်လည်းဖူမီ3ချက်တက်မယ်တက်ပြီးသွားရင်တရစ်တင်မယ်တင်ပြီးသွားရင်ဒီနေရာမှာကျတော့တတိုင်ထိုးမယ်ဒီတစ်ခါမှာကျတော့နောက်တစ်ပေါက်မှာကျတော့တ
တစ်တိုင်ထိုးမယ်နှစ်တိုင်ထိုးမယ်နော်နှစ်တိုင်ထိုးပြီးကမှနောက်တစ်ပေါက်မှာဆိုလို့ရှိရင်လေတစ်ပေါက်ထဲမှာနှစ်ခါထိုးမယ်နော်တစ်ပေါက်ထဲမှာနှစ်ခါထိုးတယ်ဆိုတာတိုင်ပွားထိုးတယ်လို့ခေါ်ပါတယ်အဲ့တော့တစ်ပေါက်ထဲမှာနှစ်ခါထိုးမယ်ဒါဆိုရင်2ပေါ့နော်2လို့မှတ်ထားလို့ရပါတယ်အဲ့တော့တစ်ပေါက်ကိုတစ်ခါနှုံးလေးကနှစ်ခေါက်ထိုးမယ်တစ်ပေါက်ကိုတစ်ခါကနှစ်ခေါက်ထိုးတယ်တစ်ပေါက်ထဲမှာနှစ်ခါကကြတော့တစ်ခေါက်ထိုးမယ်နော်အဲ့တော့တူလို့မှတ်ထားရင်ရပါတယ်တူဆိုရင်တစ်ပေါက်ကိုတစ်ခါနှုံးနဲ့ကနှစ်ခေါက်ထိုးတယ်တိုင်ပွားတာတစ်ခေါက်ထိုးတယ်တစ်ပေါက်ကိုတစ်ခါနှုံးနဲ့နှစ်ခေါက်ထိုးတယ်တိုင်ပွားတစ်ခုထိုးတယ်နော်အဲ့တော့ဒီနေရာမှာ increase လို့ခေါ်ပါတယ်နော်တိုင်ပွားတာကို INC လို့လည်းရေးပါတယ်အဲ့တော့ခုဒီမှာတစ်ပေါက်ကိုတစ်ခါနှုံးနဲ့နှစ်ခေါက်ပြီးသွားရင်ဒီမှာတိုင်ပွားမယ်ဒါလေးကိုပတ်ချလဲထိုးသွားမယ်နော်အစင်း၄ပါဒါဆိုရင်ပတ်ချလဲထိုးမယ်နော်ဒါဆိုရင်တပတ်ပြည့်သွားပြီနော်တပတ်ပြည့်သွားပြီဆိုရင်ဒီနေရာမှာရှက်ကော်လေးနဲ့ဆက်ပါမယ်နောက်ဆုံးနေမှာဆိုလို့ရှိရင်ဒီမှာတူနဲ့ပဲစုံသွားနော်တူတစ်ပေါက်တစ်မှနှစ်ခါနဲ့ပဲစုံသွားတယ်တိုင်ရည်အဖြစ်ဆိုရင်48တိုင်ရှိပါမယ်အဲ့တော့တိုင်ရည်ပြည့်မပြည့်စစ်လို့ရပါတယ်နော်အဲ့တော့ဖူမီလေးတစ်ချက်နှစ်ချက်သုံးချက်တက်ပါမယ်အစင်း9ကိုသွားမယ်တရစ်တင်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါက်ထဲမှာပဲဒီစကတဲ့အပေါက်ထဲမှာပဲเนาะတိုင်ရှိတစ်တိုင်ဒီတစ်ခါမှာနောက်တစ်ပေါက်မှာတစ်တိုင်ဆိုတော့နှစ်တိုင်နောက်တစ်ပေါက်မှာတစ်တိုင်ဆိုတော့နှစ်တိုင်နောက်တစ်ပေါက်မှာတစ်တိုင်ဆိုတော့3တိုင်ပါ3တိုင်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကတိုင်ပွားတစ်ခုထိုးပါမယ်တိုင်ပွားဆိုတော့တစ်ပေါက်ထဲမှာနှစ်ခါထိုးပါမယ်တစ်ပေါက်ထဲမှာနှစ်ခါပါအဲ့တော့ဒီအစ်စ်မှာဆိုလို့ရှိရင်ဘယ်လိုမှတ်ရမလဲဆိုရင်3 2လို့မှတ်ရပါမယ်3ဆိုတာကရှေ့မှာတစ်ပေါက်ကိုတစ်ခါလုံးနဲ့3ခါထိုးတယ်2ဆိုတာကတစ်ပေါက်ထဲမှာ2ခါထိုးတယ်ဒါဆိုရင်တစ်ပေါက်ကိုတစ်ခါလုံးနဲ့က3ခေါက်ထိုးတယ်ပြီးရင်တိုင်ပွားတစ်ခေါက်ထိုးတယ်ပေါ့နော်အဲ့တော့3 2ဆိုပြီးတော့မှတ်ထားရင်ရပါပြီတော့ပြီးသွားရင်နောက်ပေါက်မှာ2ထိုးမယ်နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်3 2ဆိုပြီးတော့ထိုးသွားမယ်ဒါဆိုရင်တစ်ပတ်လည်လုံးထိုးသွားပေးပါအတိုင်ကြီး60ရှိပါမယ်နော်ဒါဆိုရင်တစ်ပတ်လည်လုံးပြည့်သွားပြီနော်ပြည့်သွားပြီဆိုလို့ရှိရင်အတိုင်ဒီမှာရှိနေဆွဲပြီးတော့ဆက်လိုက်ပါနော်ဒါဆိုရင်ဖူမီတစ်ချက်တက်ပြီးတော့ကြိုးစားလေးကိုဖြတ်လိုက်ရင်ရပါပြီနော်အဲ့တော့ဒါကတော့နှင်းစီပန်းထိုးဖို့အတွက်အဝိုင်းလေးပါအဝိုင်းလေးရသွားပြီပေါ့နော်ဒီပေါ်မှာနှင်းစီပန်းပွင့်လေးထိုးပါမယ်ခြေစလေးကိုတိမ့်လိုက်ပါနော်နောက်ဖက်လေးမှာခြေစလေးကိုပြန်ပြီးတော့တိမ့်လိုက်ပါဒါဆိုရင်နှင်းစီပန်းလေးထိုးမယ်နော်နှင်းစီပန်းလေးထိုးမယ်ဒီခြေစလေးတွေကိုလည်းတိမ့်ပြီးမှဖြတ်ပါနော်နှင်းစီပန်းလေးထိုးမယ်ဆိုတော့နှင်းစီပန်းကိုဒီအဝိုင်းကနေပြီးခြေဆက်ပြီးတော့ထိုးရမှာဖြစ်တဲ့အတွက်ကာလာလေးဆက်မယ်ဆိုရင်ဒီမှာကာလာလေးဆက်ပြီးဆက်လို့ရတယ်နော်အဲ့တော့ကာလာမဆက်ဘူးဆိုရင်ဒီတယောက်နဲ့ထိုးမယ်ဆိုရင်စထိုးလို့ရပါပြီအဲ့တော့ဒီနေရာကနေပြီးဘယ်နေရာကနေဆက်ပြီးတော့ရှူရတယ်နော်စိတ်တဲ့နေရာကနေရှူပါဒီနေရာကနေပဲဆက်ယူလိုက်မယ်ကြိုးစားလေးကိုအစ်စ်လေးနော်ကြိုးစားအစ်စ်လေးနဲ့ဆွဲပြီးတော့ယူပါယူပြီးသွားပြီဆိုလို့ရှိရင်မတို့ကအပေါ်ကိုချိန်3ခေါက်တက်မယ်တစ်ခေါက်ဒါလေးကတော့ဖုံးပြီးစားနော်2ခေါက်3ခေါက်တက်ပြီးသွားပြီဆိုလို့ရှိရင်ကြိုးစားလေးကိုကင်ထားနော်တရစ်တင်မယ်တင်ပြီးသွားရင်ဒီအပေါက်ထဲမှာပဲနော်ပြန်ပြီးတော့ကြိုးစားလေးကိုယူမယ်ယူပြီးရင်တိုင်ရှည်တစ်တိုင်တရစ်တင်မယ်ဒီအပေါက်ထဲမှာပဲပြန်ပြီးတော့ကြိုးစားလေးကိုယူမယ်တိုင်ရှည်2တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်တရစ်တင်မယ်နောက်တစ်ပေါက်မှာလည်းနောက်တစ်ပေါက်မှာနော်ဘေးကက်ရဲ့အပေါက်မှာတိုင်ရှည်3တိုင်ထိုးမယ်နော်တစ်တိုင်2တိုင်3တိုင်ရှေ့ဆုံးပေါက်မှာကကြတော့တိုင်ရှည်2တိုင်ပဲထိုးတယ်ဆိုတာကဒီမှာကျက်ဆက်မီပါလို့တိုင်ရှည်2တိုင်ပဲထိုးတာเนาะနောက်တစ်ပေါက်မှာက3တိုင်ထိုးထားတယ်ဒါဆိုထိုးဆိုလို့ရှိရင်ဖူမီ1ချက်2ချက်3ချက်တက်မယ်เนาะတက်ပြီးသွားရင်တစ်ဖက်ကိုလှည့်ပြီးသွားရင်တရစ်တင်မယ်ပြီးသွားရင်ဒီပထမဆုံးအပေါက်ပဲเนาะဒီကျက်ဆက်မီထွက်ခဲ့တဲ့အပေါက်ထဲမှာပဲပြန်ပြီးတော့တစ်ပေါက်ထဲမှာတိုင်ရှည်2ခါထိုးမယ်တစ်ပေါက်ထဲမှာတိုင်ရှည်2ခါဆိုတော့ခုနကအောက်မှာဖူမီရေအတွက်က2 4 6 8 10 12ခုရှိမယ်เนาะ
အဲ့တော့3ခုဆိုတော့6ခု6တိုင်ရှိရဖြစ်တဲ့အတွက်တစ်ပေါက်ကို2တိုင်နဲ့တိုင်ပြန်ပွားရင်12ခုရှိပါလိမ့်မယ်တစ်ပေါက်ကို2ခါစီပြန်ပြီးတော့ထိုးသွားမယ်တစ်ပေါက်ကို2ခါနှုံးနဲ့တစ်ပေါက်ကို2ခါလုံးနဲ့ထိုးသွားမယ်တစ်ပေါက်ကို2ခါစီเนาะအဲ့တော့တစ်ပေါက်ကို2ခါဆို2 4 6 8 10ပဲရှိသေးတယ်နောက်ဆုံးပေါက်မှာထိုးမယ်ဆိုရင်12ခုဖြစ်သွားမယ်အဲ့တော့တစ်ပေါက်ကို2ခါစီတိုင်ရှည်လေးတွေထိုးပါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာဒီလိုလေးဖြစ်သွားမယ်ဒီလိုလေးဖြစ်သွားမယ်เนาะအဲ့တော့ဒီဘက်ကိုအပေါက်ကြီး4ခုကျော်မယ်เนาะ4ခုကျော်5ခုမြောက်အဲ့တော့ဒီစခဲ့တဲ့အပေါက်ရဲ့ဘေးပေါက်ကနေစကျော်မယ်တစ်ပေါက်ကျော်မယ်เนาะတစ်ပေါက်ကျော်မယ်နှစ်ပေါက်ကျော်မယ်သုံးပေါက်ကျော်မယ်လေးပေါက်ကျော်မယ်5ပေါက်မြောက်မှာရှက်ကော်လေးနဲ့ဆွဲပြီးတော့ဆက်မယ်5ပေါက်မြောက်เนาะ4ခုကျော်5ခုမြောက်မှာရှက်ကော်လေးဆက်မယ်ဖူမီလေးတစ်ချက်တက်မယ်တက်ပြီးွားရင်ဒီနောက်ပြန်ပြီးတော့ကြိုးစားလေးကိုကျက်ဆံပြီးပေါက်လေးတော့အထည့်မယ်ကြိုးစားလေးကိုယူမယ်ယူပြီးရင်တိုင်တိုပဲเนาะဒါမဲ့နောက်ပြန်ထိုးတာပါပြီးွားရင်ကြိုးစားလေးနည်းနည်းရှည်ရှည်လေးဆွဲမယ်အကောင်းလေးကိုစိုက်ကြိုးစားကိုယူနောက်ပြန်လေးထိုးသွားမယ်အကောင်ဒီပုံပြီးပေါက်လေးတဲ့ကိုကောင်းထဲနောက်ပြန်လေးလှည့်ဒါဆိုရင်ဒီလိုလေးထိုးသွားမယ်နောက်ပြန်လေးထည့်နော်ဒါဆိုရင်နောက်ဆုံးပေါက်ထိပ်ထိုးထားပြီပေါ့နော်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကိုရောက်ပြီပေါ့နော်ဒီဘက်ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာနော်ဒီလိုလေးပြီးသွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာလည်းအဲ့လိုပဲဒီထိုးထားတဲ့အပေါက်မဟုတ်ပဲနဲ့ဘေးပေါက်ကနေစယူမယ်တစ်ပေါက်နှစ်ပေါက်သုံးပေါက်လေးပေါက်ငါးပေါက်မြောက်မှာရှက်ကော်နဲ့ပြန်ချိန်မယ်ဒါဆိုရင်ပွင့်ဖက်လေးတစ်ခုရသွားပြီရှက်ကော်နဲ့ချိန်နော်ဒါဆိုပွင့်ပတ်တစ်ခုရသွားပြီနောက်တစ်ခုထပ်ထိုးမယ်နော်ဒါဆိုရင်နောက်တစ်ခုထိုးမယ်ဆိုတော့ဖုံမီတစ်ချက်နှစ်ချက်သုံးချက်တက်မယ်တက်ပြီးွားရင်ဒီအပေါက်မှာပဲเนาะဒီအပေါက်ထဲမှာပဲပြန်ပြီးတော့တိုင်ရှည်တစ်တိုင်နှစ်တိုင်ပဲထိုးရမယ်เนาะထိပ်ဆုံးပေါက်က3ချင်းတက်ထားတာဖြစ်တဲ့အတွက်နှစ်တိုင်ပဲထိုးမယ်နောက်တစ်ပေါက်မှာကကြတော့နှစ်တိုင်3တိုင်ထိုးမယ်เนาะတစ်တိုင်တိုင်ရှည်ပဲเนาะနှစ်တိုင်3တိုင်ပြီးသွားပြီဆိုရင်ချိန်တစ်ခုနှစ်ခု3ခုတက်တစ်ဖက်ကိုလဲပြီးရင်တစ်ပေါက်ကို2ခါစီထိုးသွားမယ်12တိုင်ရှိမယ်ဒါဆိုရင်တစ်ပေါက်ကို2ခါလုံးနဲ့ထိုးသွားမယ်เนาะဒါဆိုရင်တစ်ပေါက်ကို2ခါလုံးနဲ့ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာအပေါက်ရေမကျော်နေပဲနဲ့ဒီရဲ့ပေါက်တက်တဲ့အောက်မှာတန်းပြီးတော့ချိတ်လိုက်ရင်ရပြီเนาะဒီရဲ့ပွင့်ချက်လေးရဲ့အောက်ခြေလေးမှာကြိုးစားလေးကိုယူပြီးတော့ဆွဲပြီးတော့ချိတ်လိုက်ပါဒါဆိုရင်ရှက်ကော်လေးနဲ့ချိတ်ပြီးသွားပြီဆိုရင်ဖူမီလေးတစ်ချက်တက်ပါတက်ပြီးသွားရင်နောက်ပြန်လေးပြန်ပြီးတော့တိုင်တိုလေးပြန်ထိုးမယ်နော်တစ်ပေါက်ကိုတစ်ခါလုံးနဲ့ပြန်ထိုးပါမယ်နောက်ပြန်လေးတွေထိုးသွားမယ်အကောင်းလေးကိုစိုက်ကြိုးစားလေးကိုဆွဲကောဒါဆိုရင်နောက်ပြန်လေးထိုးသွားမယ်နော်
ဒါဆိုရင်နောက်ဆုံးထိထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာဒီဘက်ချမ်းမှာရှက်ကော်လေးနဲ့ဆွဲချိန်မယ်เนาะအဲ့တော့လေဒီအပေါက်မှာဒီပွင့်ချက်လေးရဲ့အောက်ခြေမှာပဲเนาะ10 မီလီအောက်မှာပဲရှက်ကော်လေးနဲ့ဆွဲချိန်လိုက်ဒါဆိုရင်အဖူးလေးရသွားပြီအလဲကဝစ်ဆန်ဖူးလေးပေါ့เนาะအဲ့တော့ဒီနေရာမှာချိန်တစ်ခုနှစ်ခုတက်လိုက်မယ်တက်ပြီးသွားရင်ဒီဘက်ကခြံခဲ့တဲ့ကြိုးလေးတစ်ခုမှာဆွဲပြီးတော့ရှက်ကော်လေးနဲ့ဆွဲဆက်လိုက်ဒါဆိုနောက်ထပ်ပွင့်ချက်တဝိုင်းသွားဖို့အတွက်ကိုဟိုဘက်ကျိုးကိုဒီဘက်ကိုကူးပြီးသွားပြီပေါ့နော်ကူးပြီးသွားပြီဆိုရင်ဒီနေရာမှာချိန်တစ်ခုနှစ်ခုသုံးခုတက်မယ်ဒီပေါက်ထဲမှာဆိုရင်2တိုင်ပဲထိုးမယ်ဒါအစစ်နှစ်နော်2တိုင်ပဲထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာကျတော့3တိုင်ထိုးမယ်3တိုင်ထိုးမယ်3တိုင်ထိုးမယ်နော်နောက်တစ်ပေါက်မှာကကြတော့လေ3တိုင်ထိုးမယ်အခုဒီပထမဆုံးအဝိုင်းမှာတော့ကကြတော့မတို့ကနှစ်ပေါက်ကို10 မီနှစ်ပေါက်ထဲမှာပဲဒီလိုတိုင်လေးတွေကို6တိုင်ဖြစ်အောင်ထိုးသွားတာပေါ့နော်ဒီနေရာမှာကြတော့တိုင်ရည်အတွက်ကဒီရှေ့မှာက1တိုင်2တိုင်3တိုင်ဒုတိယ10 မီမှာကြတော့1တိုင်2တိုင်3တိုင်နောက်ဆုံး10 မီမှာကြတော့1တိုင်2တိုင်3တိုင်ဆိုတော့အလုံးပေါင်း3တိုင်3တိုင်ဆို3 3 4 9တိုင်ဖြစ်သွားမယ်9တိုင်ဖြစ်သွားပြီဆိုရင်ဖုန်မီ3ချက်တက်မယ်တစ်ဖက်ကိုလှည့်မယ်ဒီမှာဆိုလို့ရှိရင်တစ်ပေါက်ကို2ခါနှုံးနဲ့ထိုးသွားမယ်တစ်ပေါက်ကို2ခါစီထိုးသွားမယ်နော်အဲ့တော့2 4 6 8 10 12 14 16 18တိုင်ရှိမှာပေါ့နော်နောက်ဆုံးတိုင်နဲ့ဆိုရင်18တိုင်ရှိလိမ့်မယ်တိုင်လေးတွေတစ်ပေါက်ကို2ခါစီထိုးသွားပေးပါ18တိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာဒုတိယတန်းเนาะဒါကဒုတိယတန်းဖြစ်တဲ့အတွက်ဒုတိယတန်းမှာဆိုလို့ရှိရင်5ပေါက်ကျော်6ပေါက်မြောက်မှာတိုင်ကိုအခုဒီမှာထိုးထားပြီးပြီဆိုတော့ဒီမှာချိတ်ထားဖြစ်တဲ့အတွက်ဒုတိယမြောက်ပေါက်ဒီအောက်ခြေမှာကြည့်လိုက်เนาะအဲ့တော့1ပေါက်ကျော်2ပေါက်ကျော်3ပေါက်ကျော်4ပေါက်ကျော်5ပေါက်ကျော်6ပေါက်မြောက်မှာရှက်ကော်လေးနဲ့ဆွဲဆက်เนาะဆက်ပြီးသွားပြီဆိုရင်ဖုန်မီတစ်ချက်တက်ပါအပေါ်မှာတော့က4ပေါက်ကျော်5ပေါက်မြောက်မှာရှက်ကော်ချိတ်တယ်ဒုတိယမြောက်မှာကြတော့ဒုတိယဒီ round မှာကြတော့5ပေါက်ကျော်6ပေါက်မြောက်မှာချိတ်မယ်ဒီတတိယဒီတန်းကြလို့ရှိရင်4ပေါက်ကျော်5ပေါက်မြောက်မှာဒီရှက်ကော်ချိတ်တာကိုချိတ်မယ်နော်ပြီးရင်ဒီနောက်ဆုံးမှာကြတော့5ပေါက်ကျော်6ပေါက်မြောက်မှာရှက်ကော်ချိတ်ပါမယ်ဒါလေးကိုမှတ်ထားပေးပါဒီမှာတော့က4ပေါက်ကျော်5ပေါက်မြောက်မှာရှက်ကော်ချိတ်တယ်ဒီမှာကြတော့4ပေါက်ကျော်5ပေါက်ကျော်6ပေါက်မြောက်မှာချက်ကော်ချိတ်မယ်ဒီမှာကကြတော့4ပေါက်ကျော်5ပေါက်မြောက်เนาะဒါပဲเนาะဒီမှာကြတော့5ပေါက်ကျော်6ပေါက်မြောက်အဲ့တော့ဒီဘက်ကိုချိတ်တဲ့အချိန်မှာလည်းအတူတူပဲเนาะဒါလေးကိုမှတ်ထားပြီเนาะဒါနောက်ဒီ2တန်းရောက်ရင်ကိုယ့်ဟာကိုထိုးရမယ်เนาะအဲ့တော့နောက်ပြန်ပြီးတော့အပေါ်ကဝစ်ဆန်ပွင့်ချက်လေးတွေကိုလှသွားအောင်လို့ပေါ့နော်အဲ့တော့နောက်ပြန်ထိုးသွားမယ်အဆုံးထိပြီးသွားပြီเนาะပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကိုလည်းအဲ့လိုပဲချိန်မယ်เนาะစောကပြောသလိုပဲဒီဒုတိယအဆင့်မှာကြတော့ဖူမီတစ်ချက်ဒီမှာเนาะဒီထိုးခဲ့တဲ့အပေါက်မပါဘူးเนาะဘေးပေါက်ကနေစရည်ရဲ့1ခု2ခု3ခု4ခု5ခုကျော်6ခုမြောက်မှာရှက်ကော်နဲ့ချိန်ပါเนาะအဲ့တော့6ခုမြောက်မှာရှက်ကော်နဲ့ချိန်ပါဒီနောက်ဆုံးဒီ round ကြလို့ရှိရင်လည်းဒီအတန်းကြရင်လည်းအဲ့လိုပဲเนาะ5ခုကျော်6ခုမြောက်မှာချိန်ပါဒါကကြတော့လေအဝိုင်းနဲ့တူတူပဲ4ခုကျော်5ခုမြောက်မှာချိန်ပါเนาะဒါလေးမှတ်ထားပြီเนาะအဲ့တော့ဖူမီတစ်ချက်2ချက်3ချက်တက်မယ်တရစ်တင်မယ်ပြီးရင်ဒီပေါက်ထဲမှာ2တိုင်ထိုးမယ်နောက်တစ်ပေါက်မှာကြတော့2တိုင်ထိုး3တိုင်ထိုးမယ်3တိုင်ထိုးမယ်เนาะပြီးရင်နောက်တစ်ပေါက်မှာကြတော့လေ3တိုင်ထိုးမယ်เนาะထိုးပြီးသွားပြီဆိုလို့ရှိရင်ဖူမီ1ချက်2ချက်3ချက်တက်မယ်တစ်ဖက်ကိုလှည့်မယ်လှည့်ပြီးသွားပြီဆိုလို့ရှိရင်
အကုန်လုံးကဒီအလဲဝိုင်းတစ်ခုမှာပဲအလဲဝိုင်းဒီပထမဆုံးဝစ်ဆန်ဒီအဖူးလေးတစ်ခုမှာပဲနှစ်ခုပဲထိုးတာเนาะကျန်တဲ့ဟာတွေက3ခေါက်တည်းဒီမှာเนาะတစ်ပေါက်နှစ်ပေါက်3ပေါက်တည်းကြီးပဲထိုးမှာเนาะဒီမှာဆိုလဲ3ပေါက်ပဲထိုးမှာဒီမှာလဲ3ပေါက်ပဲထိုးမှာเนาะဒီမှာเนาะအပေါက်တစ်ဆက်ပြီးတစ်ပေါက်နှစ်ပေါက်3ပေါက်ပဲเนาะဒါကြောင့်ဒီမှာကျနှစ်ခုထိုးပြီးဒီမှာကျ3ပေါက်ဆိုရင်အဲ့တော့တစ်ပေါက်ကိုလက်တစ်ပေါက်ကို2ခါစီထိုးသွားမယ်18တိုင်းပဲရှိမယ်အဲ့တော့တစ်ပေါက်ကို2ခါစီနဲ့ဒါဆိုရင်တစ်ပေါက်ကို2ခါစီနဲ့ထိုးမယ်ထိုးပြသွားပြီဆိုလို့ရှိရင်ဒီမှာဒီပွင့်ဖက်လေးရဲ့အောက်ခြေဒီတက်တဲမှာပေါ့နော်ဒီမှာဒီအောက်ခြေမှာရှက်ကော်လေးနဲ့ချိန်မယ်ဖုန်မီတစ်ချက်တက်မယ်တက်ပြီးအလိန်လေးတွေလှုပ်သွားမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာလည်းအဲ့လိုပဲတစ်ပေါက်ကျော်5ပေါက်ကျော်6ပေါက်မြောက်မှာရှက်ကော်ချိန်ပြီးသွားပြီဆိုရင်တစ်တိုင်း2တိုင်း3တိုင်းထိုးမယ်တစ်တိုင်း2တိုင်း3တိုင်းထိုးမယ်တစ်တိုင်း2တိုင်း3တိုင်းထိုးမယ်9တိုင်းဖြစ်သွားမယ်9တိုင်းဖြစ်သွားပြီဆိုရင်ဖုန်မီ3ချက်တက်ပြီးတော့ဒီမှာတိုက်ပွားထိုးမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီပုံလေးတိုင်းပဲထိုးသွားမယ်နော်တိုင်ပွားထိုးမယ်တိုင်ပွားထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရှက်ကော်ချိတ်မယ်ချိတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ပြန်လှန်ပြီးတော့ဒီဝစ်ဆန်လေးတွေဒါလေးတွေကိုအပေါ်ကအဖူးလေးတွေအတွက်ထိုးသွားမယ်ထိုးသွားပြီးပြီဆိုကမှဒီအစ်စ်မှာဆိုရင်ပွင့်ချက်3ခုရှိမယ်နော်ဒီအစ်စ်ကိုတော့ထိုးပြမယ်နော်ဒါဆိုရင်ဒီနေရာမှာဒီပွင့်ချက်လေးရဲ့အောက်ခြေမှာရှက်ကော်လေးနဲ့ဆွဲဆက်လိုက်မယ်ဆက်ပြီးသွားပြီဆိုရင်ဖူမီလေးတစ်ချက်တက်ပြီးရင်နောက်ပြန်လေးပြန်ပြီးတော့ပွင့်ချက်ပေါ်ကပွင့်ချက်လေးလှသွားအောင်လို့ပုံဖော်မယ်နော်နောက်ပြန်လေးလှမ်းပြီးထိုးသွားမယ်ဒါဆိုရင်ဒီဘက်ထိထိုးလာခဲ့မယ်ဒါဆိုရင်ဒီဘက်ထိရောက်သွားပြီနော်ရောက်သွားပြီဆိုလို့ရှိရင်ခုဒီမှာစောကလိုပဲ1ခုကျော်2ခုကျော်3ခုကျော်4ခုကျော်5ခုကျော်6ခုမြောက်မှာရှက်ကော်လေးနဲ့ဆက်မယ်နော်ဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒီပထမဆုံးဆက်ထားတဲ့အပေါက်မှာပဲ3ချိန်တက်မယ်တစ်ချိန်2ချိန်3ချိန်တက်မယ်တက်ပြီးွားရင်တရစ်တင်မယ်တင်ပြီးွားရင်တိုင်2တိုင်ထိုးမယ်ပြီးသွားရင်နောက်တစ်ပေါက်မှာလည်းတိုင်2တိုင်ထိုးမယ်နောက်တစ်ပေါက်မှာလည်းတိုင်2တိုင်ထိုးမယ်နောက်ပေါက်မှာလည်းတိုင်2တိုင်ထိုးမယ်အားလုံးပေါင်း9တိုင်ဖြစ်သွားပြီဆိုလို့ရှိရင်ဘူမီ3ချက်တက်ပြီးတစ်ဖက်ကိုလဲပြီးရင်တိုင်ပွားလေးထိုးမယ်ထိုးပြီးွားရင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာရှက်ကော်နဲ့ချိန်မယ်ချိန်ပြီးွားရင်ဖုန်မီတစ်ချက်တက်ပြီးနောက်ပြန်လှမ်းပြီးထိုးခဲ့မယ်ထိုးခဲ့ပြီးွားပြီဆိုလို့ရှိရင်ဒီဘက်ရောက်ရင်ဒီအောက်ခြေလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ရင်ပွင့်ဘက်လေးတစ်ခုရသွားလိမ့်မယ်အားလုံးပေါင်းပွင့်ဘက်ကဒီစစ်မှာဆိုရင်3ခုရှိလိမ့်မယ်3ခုဒီမှာ2ခုဒီမှာ3ခုဒီမှာဆိုရင်5ခုနောက်တစ်စစ်မှာဆိုလို့ရှိရင်5ခုရှိလိမ့်မယ်နောက်ဆုံးစစ်မှာဆိုရင်ပွင့်ဘက်6ခုရှိလိမ့်မယ်အဲ့တော့ဒီနောက်ဆုံးပွင့်ဘက်ထိုးပြီးွားပြီဆိုရင်ဒီမှာဖုန်မီတစ်ချက်2ချက်တက်ပြီးတော့ဒီကျိုးကိုလှမ်းပြီးတော့ရှက်ကော်ချိန်မယ်ပြီးရင်3ချိန်တက်ပြီးရင်3ချိန်တက်ပြီးဒီမှာเนาะနောက်တတိယအဆင့်အတွက်ပြောပြနေရเนาะ3ချိန်တက်ပြီးွားရင်ဒီပေါက်မှာ2တိုင်းဒီပေါက်မှာ3တိုင်းဒီပေါက်မှာ3တိုင်းဆိုတော့6တိုင်းပြီးရင်ပွင့်ချက်လေးဒီတိုင်းပဲပြန်ထိုးသွားမယ်ဒီအဆင့်မှာကျတော့ကြော်ရမယ်စကစ်ကကျတော့ကြော်ပြီးချိန်ရမှာကျတော့ခုနကပြောသလိုပဲဒီမှာနှစ်တုံးကတင်ခဲ့တဲ့4ခုကြော်5ခုမြောက်မှာချိန်မယ်ပြီးရင်ဒီအပေါ်ကပွင့်ချက်ရဲ့ဒါလေးတွေကိုနောက်ပြန်လှမ်းပြီးထိုးသွားမယ်เนาะအဲ့တော့ဒီစင်ပထမဆုံးစင်မှာပွင့်ချက်က2ခုပဲရှိမယ်ဒုတိယစင်မှာပွင့်ချက်က3ခုရှိမယ်တတိယစင်မှာဆိုလို့ရှိရင်ပွင့်ချက်က5ခုရှိမယ်နောက်ဆုံးစင်မှာဆိုရင်ပွင့်ချက်6ခုရှိလိမ့်မယ်အဲ့ဒါဆိုရင်ထိုးတက်မယ်လို့ထင်ပါတယ်ဒါလေးကိုနှင်းစီပွင့်လေးပေါ့เนาะထိုးထားပေးပါဒါဆိုရင်အမကနှင်းစီပွင့်ရဲ့အောက်မှာတက်တဲ့ရိုးတံစိမ့်လေးကိုသင်ပေးပါမယ်ဒီပွင့်ပတ်လေးတွေထိုးတက်မယ်လို့ထင်ပါတယ်เนาะဆိုရင်နှင်းစီပွင့်လေးကိုဒီမှာပြီးသွားပြီဆိုလို့ရှိရင်နမူနာပြပေးမယ်เนาะဒါလေးကအတူတူပဲဒီမှာဆိုရင်အလဲမှာဆိုရင်2ခုဒီမှာဆိုရင်တတိယအဆင့်မှာဆိုရင်3ခုနောက်တစ်ဆင့်မှာဆိုလို့ရှိရင်ပွင့်ပတ်ကအရေအတွက်က5ခုရှိရเนาะ2ခု3ခု4ခု5ခုရှိရနောက်ဆုံးအဆင့်မှာဆိုရင်ပွင့်ချက်က6ခုရှိပါတယ်1ခု2ခု3ခု4ခု5ခု6ခုရှိရပွင့်ချက်လေးတွေကိုပုံဖော်ပြီးွားပြီဆိုလို့ထိုးပြီးွားပြီဆိုလို့ရှိရင်ဒီတိုင်းမထားဘဲနဲ့ဒီလိုလေးတွေလှန်ချိုးလိုက်ပါဒါဆိုရင်နှင်းစီပွင့်ဖူးဖူးလေးရသွားပြီပေါ့နော်အဲ့တော့အခုဒါလေးပြီးသွားပြီဆိုလို့ရှိရင်အမတို့အယိုးလေးထိုးမယ်နော်နှင်းစီပန်းလေးရဒီလိုပုံစံလေးပါဒီတိုင်းကြီးထားမယ်ဆိုရင်နှင်းစီပန်းကမလောက်ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာဒီလိုလေးတွေလှန်ချပေးလိုက်နော်
ဒါဆိုရင်ရိုးတန်လေးထိုးမယ်နော်ရိုးတန်လေးထိုးမယ်ဆိုတော့ရိုးတန်လေးကလည်းလွယ်ကူကူပဲထိုးမယ်နော်အဲ့တော့ချိန်ရည်အတွက်20ထိုးပါမယ်1 2 3 4 5 6 9 10 20ထိုးပြရပြီဆိုလို့ရှိရင်တရစ်တင်မယ်ဒုတိယမြောက်ပေါက်ကနေစပြီးတော့တိုင်လက်ကလေးတွေတစ်ပေါက်ကိုတစ်ခါစီထိုးသွားမယ်တိုင်လက်ကလေးတွေပါဒါနှင်းစီရဲ့ရိုးတံလေးပေါ့နော်တိုင်လက်ကလေးတွေတစ်ပေါက်ကိုတစ်ခါစီထိုးသွားမယ်အဲ့တော့ဒီချီနဲ့သုံးတာဖြစ်တဲ့အတွက်ဒါကရိုးကတကယ်လို့ချားချီနဲ့ဆိုရင်သေးနေလို့ရှိရင်ဖုန်မီရေအတွက်ပို့ထိုးလို့ရတယ်နော်အဲ့တော့ဖုန်မီရေအတွက်ကတော့တခြားချီဆိုရင်ပို့ထိုးပေးပါဒီချီနဲ့သုံးတယ်ဆိုရင်20ဆိုရပြီပေါ့နော်တိုင်လက်ကလေးတွေထိုးသွားပေးတစ်ပေါက်ကိုတစ်ခါစီပဲနော်ဒါလေးကရိုးတံပါအရန်ကြီးမခတ်ဘူးနော်လွယ်လေးတွေပဲတင်ထားတာပါဒါဆိုရင်နောက်ဆုံးပေါက်ထည့်ပြီးသွားရင်ဖူမီတစ်ချက်တက်ပြီးတော့ကျိုးစာလေးကိုဖြတ်လိုက်ရင်ရပြီနော်ကျိုးစာလေးကိုဖြတ်လိုက်ပါဒီလိုလေးရသွားလိမ့်မယ်နော်အဲ့တော့ကျိုးစာလေးကိုနောက်မှပြန်ပြီးတော့သိမ်းလိုက်နော်ကျိုးစာလေးကိုဒီနောက်လေးမှာပြန်ပြီးတော့ချုပ်ဝက်လေးနဲ့ဖြစ်စီအလေးနဲ့ဖြစ်စီသိမ်းလိုက်ရင်ရပါတယ်ဒါဆိုရင်ချုပ်အလေးနဲ့သိမ်းလိုက်မယ်နော်အဲ့တော့ဒီနှစ်ခုလုံးသိမ်းလိုက်ပါဒါဆိုရင်ရိုးတံလေးပါအရွက်ကလေးထိုးမယ်နော်